ကျွန်တော်ချက်မယ်ဆိုရင်ညီကိုမောင်နှမတွေအကုန်လုံးပဲเนาะကျွန်တော်မနေ့တုန်းကလည်းနေ့တိုင်း38ပတ်တိကျွန်တော်ပေးထားကြတယ်ပေါ့နော်ဒီနေ့ဗီဒီယိုစောင်းလေးမှာတော့ကျွန်တော်ဒါပတ်တိပြောပြသွားပေးမယ်မနေ့ကကျွန်တော်က38ပတ်တိပေးမယ်ညနေပိုင်းကိုဒါညနေပိုင်းမှာကျွန်တော်ပြောခဲ့တာကဒီ36ဆိုတဲ့ကဏ္ဍထွက်ရင်3ထိပ်စီးပေါ့နော်3ထိပ်စီးနဲ့ကျွန်တော်အဲ့လိုမျိုးကစားဖို့တော့ကျွန်တော်ပြောခဲ့တယ်ပတ်တိကတော့38ဆိုတာမနေ့ကဗီဒီယိုမှာတွေကကျွန်တော်ပြောထားခဲ့တယ်ပေါ့နော်နေ့တိုင်းပတ်တိကကျွန်တော်38ဒါအဲ3ပတ်တဲ့လူတွေပဲပေါက်မယ်ကျွန်တော်ရဲ့ main ရောကွက်တွေကတော့38ဆိုတဲ့ခဏပေါ့နော်38 38 30နဲ့အဲဒီမှာပေါ့နော်38 32ဆိုတဲ့ခဏကိုကျွန်တော်က main ရောပေးခဲ့တာသူက39ဆိုတဲ့ခဏနဲ့ပြီးသွားခဲ့တယ်ဒီနေ့အတွက်ကတော့ဒီနေ့အတွက်နေ့တိုင်းပတ်တီကိုလည်းကျွန်တော်တောက်ကြနေမှာကျွန်တော်ပြောပြပြီးတော့မှဖြစ်တယ်ပြီးခဲ့တဲ့တောက်ကြနေရလည်းကျွန်တော်ပြောပြပေးခဲ့တယ်ပြီးခဲ့တဲ့တောက်ကြနေရပြောပြပေးခဲ့တဲ့ဗီဒီယိုကသူတို့ကဒီ16ဘရိတ်လိုင်းလားမလိုင်း16ပတ်တီပေါ့နော်တောက်ကြနေဒီ16ပတ်တီလိုင်းလားမလိုင်း16ဘရိတ်ပေါ့နော်ဒါနဲ့ကျွန်တော်ပေးတာပြီးခဲ့တဲ့ပွဲတုန်းကတော့16ဘရိတ်ကြာမသွားဘဲနဲ့16ပတ်တီနဲ့ပဲကျွန်တော်တို့လှုပ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်လည်းဒီနေ့အတွက်ပတ်ချင်တယ်ဆိုတဲ့မိတ်ဆွေတွေက16ပတ်တီပါ16ပတ်တီကိုမှကျွန်တော်ဒီနေ့အတွက်ကိုတနေ့ကုန်ထိပ်စီး3လုံးလဲကျွန်တော်ဒီဗီဒီယိုမှာထုတ်ထားပါတယ်ကျွန်တော်ပြောပြသွားပါမယ်ဆက်ပြီးတော့ပြုံးမယ်ဆိုလို့ရှိရင်တော့168ထိပ်စီးပါเนาะမနှက်မလာရင်ညနေကျင်းတွေ100ခါလုံးဆွဲလို့ရပါတယ်အကွက်ကတော့168ထိပ်နဲ့ဖြစ်တာဖြစ်တယ်တော့အကွက် series ဆွဲမယ်ဆိုရင်တော့အကွက်တော့များတယ်တိုးတော်လည်းပဲတောက်ကြနေညနေမနှက်ဖြစ်နေတာဖြစ်တယ်တောက်ကြနေဒီဟိုရှုံးပြီဆိုလဲစနေတနင်္ဂနွေဆိုပြီးပတ်ရှင်းသမိုင်းဆိုတာရှင်းရတော့မှာပေါ့နော်မြတ်ပြီဆိုရင်လည်းကျွန်တော်တို့ရရှိသွားမှာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီတောက်ကြနေမှာတော့အများကြီးအောကွက်လိုမျိုးကြီးတော့ကျွန်တော်တို့မလုပ်စေချင်ဘူး1ထိပ်6ထိပ်8ထိပ်နဲ့ကိုစီပြီးတော့တောင်းမြောင်းနည်းနည်းပဲဆွဲမယ်ဆွဲပြီးသွားပြီဆိုတင်ခွက်ကိုတီးတက်ထိုးတဲ့သဘောမျိုးပေါ့နော်ထိုးစေချင်တယ်အဲ့ဒီထဲမှာမှကျွန်တော်မင်းရောကွက်တွေကိုလည်းထပ်ပြီးတော့ကျွန်တော်ဆွဲပြီးတော့ထုတ်ပေးသွားမှာဖြစ်တယ်ထိပ်စီးကိုကျွန်တော်ထပ်ပြောပါမယ်168ထိပ်စီးပါပတ်တီးဒီ16ဖြစ်ပါတယ်နော်16ပတ်တီးဖြစ်ပါတယ်168ထိပ်စီးနေပါနော်အားလုံးပဲထီထီမိမိပေါက်ပါစေရပါစေအောင်ပါစေနော်channel လေးလည်းကျွန်တော် channel လေးလည်း subscribe လုပ်ထားပါကျွန်တော်တနင်္ဂနွေနေ့တိုင်းမှာတပတ်စာဗုဒ္ဓဦးတွင်ပတ်တီးရဲ့ဗုဒ္ဓဦးတွင်ကြာလာမယ်တခြားသောအခွေတွေရဲ့တခြားသော break တွေရဲ့ကိုကျွန်တော်အကုန်လုံးကိုကျွန်တော်တင်ပေးနေချဖြစ်ပါတယ် channel subscribe လုပ်ပြီးတော့နေ့တိုင်းတွေကိုလည်းဝင်ကြည့်ပါနေ့တိုင်းတစ်နေ့ကိုတော့တစ်ချိန်ကတော့ဒါချိန်တွေကျွန်တော်ပေါက်အောင်ယူပေးနေတာဖြစ်တယ်ဒီနေ့လည်း16ပတ်တီးနဲ့မိတ်ဆွေတွေပေါက်ပါစေ168ထက်ကြီးဆွဲသူများလည်းပေါက်ပါစေလောင်းကစားကိုဟိုထိထိမိမိကစားတယ်ဆိုရင်တော့ကျွန်တော်တို့အမျက်နဲ့အနိုင်ပိုင်းတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်เนาะလောင်းကစားတွေတစ်သက်လုံးရှိသွားမှာဖြစ်တာဖြစ်တဲ့တော့ရှေ့ပေါ်ပေါ်ချင်းချင်းလေးနဲ့တိုင်းတာပြီးတော့ကိုယ်ငွေချင်းနဲ့ခံနိုင်တဲ့ပမာဏမှာကစားကြပါလို့ကျွန်တော်ပြောချင်ပါတယ်ကဲအားလုံးပဲအသက်ရှူတိုင်းကိုဝင်ကြပါစေနော်